ပွဲဖြစ်ရှင်းပန်းကစားသွားကြမယ်ဘင်္ဂလားဒေ့ရှ်လေစစ်မျိုးသမီးဘောလုံးအသင်းနဲ့မြန်မာလေစစ်မျိုးသမီးဘောလုံးအသင်းတို့ရဲ့ပွဲစဉ်ကတော့ရာဂီချိန်မှာစတင်ပြီးတော့ရှင်းပန်းကစားတော့မှာပဲဖေးဦးသိန်းကြီးထုံဝင်းဝင်းအစရှိတဲ့ကစားသမားတွေကိုတော့ဒီပြကြီးဆိုတော့အိုကီရန်စင်းမှာပဲသုံးမိလာတာတော့တွေ့ရတယ်ဗျာပွဲမှာအဒရစ်တင်းလာတဲ့ဝင်းဝင်းကတော့ရန်စင်းမှာပဲရှိနေခဲ့တယ်ဗျာအခုလိုဆိုတော့ပွဲစားရဲဆိုတဲ့မြန်မာအသင်းပဲယူရီလာအေရီယာတွေကိုဖြတ်ပို့ပေးထားတယ်ပိုက်ကန်လာပြီလိုင်းရဲ့ပြေးလမ်းကြောင်းတွေပဲခင်ဗျယူရီလိုင်းရလာသေးတယ်ခင်ဗျလည်းဖြတ်ပို့ပေးရတယ်ယူရီလိုင်းဘောထဲတဲ့ကန်ထဲဖို့အတွက်လန်ကန်လာပြီပြန်ထွက်လာထက်ကန်တယ်ဂိုးတယ်ဗျဒီချိန်မှာတော့ပြိုင်ဘက်မြန်မာအသင်းရဲ့ area ထိပ်နှောင်းမှာရရှိလာတဲ့အခွင့်အရေးတစ်ရပ်ကိုဘင်္ဂလားဒေ့ရှ်အသင်းအကောင်းဆုံးသုံးချသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။ဟုတ်ပါတယ်ခင်ဗျာဆိုရင်ရရှိလာတဲ့လွတ်တဲ့ကံပေါ်ကနေလူတိုင်းကိုထိပြီးတော့ပြန်ထွက်လာတဲ့ဘောလုံးကိုရီဂျူဘောနာဒီကရိုင်ပဲဒုတိယအချိန်ကန့်သွင်းပြီးတော့ဘင်္ဂလားဒေ့ရှ်အသင်းအတွက်လိုအပ်နေတဲ့ဥဆောင်ကိုတော့သူပေးသွားခဲ့တာပဲဖြစ်ပါတယ်။ရီဂျူဘောနာရဲ့ပထမအချိန်ကံချက်ကကောင်းဝင်ခဲ့သလိုဒုတိယအချိန်ကံချက်ကပိုကောင်းဝင်ခဲ့ပြီးတော့တွင်းကိုအဖြစ်ပါပြောင်းလဲနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဖွင့်ပွဲစဉ်မှာတော့လည်းနာဒီအသင်းအတွက်တင်ကူကိုသူပေးနိုင်ခဲ့တဲ့ကျွန်တော်ဆက်ခွန်ရီတူပေါ်နာဒီချိန်မှာလည်းအသင်းကိုတော့ဥဆောင်ကိုစပြီးတော့တွင်းသွားခဲ့ပြီပဲဖြစ်တယ်ဗျာဒီနေ့ပွဲစဉ်ရဲ့အနိုင်ရလက်ကခြေစပွဲအောင်မှုအတွက်ဒီနေ့မြန်မာအသင်းရဲ့ခံစစ်ပိုင်းကတော့ဒီကနေ့အဖွင့်ပွဲစဉ်တက်စရင်တည်ငြိမ်မှုပိုင်းကအနေငယ်လိုအပ်နေတဲ့လို့ပဲပြောရမှာဖြစ်ပါတယ်ဒီချိန်မှာအေးဖြတ်ချိုးပေးလာပြီးခေါင်းတိုက်ပြီးတကယ်ကိုမြန်မာအသင်းတော့ကံကောင်းလုံးနဲ့အခြေအနေတရက်လို့ပဲပြောရမှာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်အသင်းနောက်ထပ်ဥဆောင်ကိုထပ်ပြီးတော့ရသွားနိုင်တဲ့အကောင်းဆုံးခွင့်ရေးလဲဖြစ်တယ်ဗျာတိုက်စစ်ကရှက်စွန်းတဲ့အပိုင်ပိတ်သွင်းခွင့်ရခဲ့ပေမဲ့လည်းသူ့ရဲ့အဆုံးသက်ချက်ကဂိုးတိုင်းထိပြီးတော့ထွက်သွားခဲ့လို့မြန်မာအသင်းတော့တတ်တာပြန်ထုတ်ပေးတာနော်ထထဝေရှုမျောပေးတာလေစန်းတော်တော့ရှော့ပြတက်လာခဲ့ညဒါပေမဲ့ဘုသမားပဲထထလာခင်မိုးထိုးကိုမမရှိတဲ့ကိုမရဲလက်ကန်လိုက်ပြန်ပြီကောင်းဆောင်စီမုတ်ထိုင်မြပြူဝင်းဒီရဲကိုမပေးရတယ်ကောင်းတယ်မကြိုးသားတယ်ဒီပခိုင်လက်ကန်လာတယ်အဲဒီထွက်တော့တိုက်တယ်အတင်းကျိုးပြီးတာရှုကနေပေးထားတယ်မာတင်ကောင်းဦးတွေမြအော်သာဝနာရှေပရိသတ်များကျွန်တော်အစီအကံတင်ဆက်နေတဲ့အတွင်းမှာပဲပထမပိုင်း45မိနစ်ကပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ပထမပိုင်းအပြီးမှာတော့ဘင်္ဂလားဒေ့ရှ်ကတကူကူကြီးဆိုတဲ့ရလန်နဲ့မြန်မာအသင်းကိုဥဆောင်ကစားနေပါတယ်ဆိုတဲ့အကြောင်းစီကံတစ်ဆက်ရင်းနဲ့ကျွန်တော်ရဲ့ direct ထုတ်တဲ့တစ်ဆက်နေမှုကိုဒုတိယပိုင်းပြန်လည်စီပါဂိုးတွေနိုင်ဂိုးတွေကိုသိယူသွားနိုင်မလားစောင့်ကြည့်သွားအောင်ဗျာဒီလိုချင်းတော့ပွဲရတော့ပြန်ပြီးတော့စပြီဗျာဇူရဦးရှူတဲ့ကနေပေးထားတယ်ပြူဝင်းအေးရတယ်ဝင်ဖို့ကြိုးစားနေတယ်ပြူဝင်းအေးရတယ်မှာတော့လဲကျသွားခဲ့တယ်ခင်ဗျာဒါပေမဲ့ပြန်နေပြစ်တဲ့အဖြစ်သတ်မှတ်ဖို့တော့ကိုယ်တိုင်ကတော့ညှင်းဆန်ထားခဲ့တယ်ခင်ဗျာရဲ့လိုက်တဲ့မာတင်ပေးမှုကိုဘင်္ဂလားဒေ့ရှ်အေရီယာထဲမှာပြူဝင်းခွင့်ရခဲ့တာပဲဖြစ်ပါတယ်ဒါပေမဲ့တော့ဘင်္ဂလားဒေ့ရှ်အသင်းပဲရီဂျူပေါ်နာဘယ်ချမ်းပါပဲခင်ဗျာငင်းပွင့်အေကိုဖျက်သူကြိုးစားနေတယ်ကြော်လာတယ်ခင်ဗျာရီဂျူပေါ်နာဟိုလေးကိုအနေရများတဲ့နေထားတစ်ခုပဲခင်ဗျာရီဂျူပေါ်နာရဲ့ဖျက်တင်ပေးဖို့မှုကိုကွင်းလျာနေတောက်လျှောက်လိုက်တက်လာခဲ့တဲ့မိုနီကာလိုက်တဲ့ပိတ်သွင်းမှုအတွက်ကြိုးစားခဲ့တာပဲဖြစ်ပါတယ်
ဒီနေ့ကြည့်နေဗျမြန်မာအသင်းပဲနောက်တန်းမှာပုံမှာရှိနေခဲ့တဲ့ဇူရီယာဦးလူပေးတာမှားသွားပြန်ပြီခင်ဗျာရီတူပေါ်နာဘင်္ဂလားဒေ့ရှ်အသင်းပဲခွင့်ရကိုအသုံးချနိုင်မလားစောင့်ကြည့်ရမယ်ရီတူပေါ်နာရှုံးလာကန်လာပြီပွဲစီရီတူပေါ်နာရဲ့ဒုတိယမြောက်သွင်းကိုဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်အသင်းကိုဦးဆောင်စေခဲ့ပြန်ပြီဖြစ်တဲ့သွင်းကိုတကိုးပဲဖြစ်ပါတယ်။မှာနောက်တန်းအမှားအနေနဲ့ဘင်္ဂလားဒေ့ရှ်အသင်းဒုတိယမြောက်ဦးဆောင်ကိုထပ်မံပြီးတော့ရရှိသွားခဲ့ပြန်ပြီဖြစ်တယ်ခင်ဗျာပထမသွင်းကိုသူ့ပေးခဲ့တဲ့ကျော်နံပါတ်7ရီဒူပေါ်နာပဲလက်လက်ပပသူ့ပေးခဲ့ပြန်တာပဲဖြစ်တယ်ခင်ဗျာအဲဒီရရှိသွားတဲ့သွင်းကိုမှာတော့မာတင်နောက်တန်းကစားသမားတွေရဲ့မာနေတဲ့ရီဒူပေါ်နာရရှိလာတဲ့အခွင့်အရေးကိုတော့ပိုင်နိုင်ဆုံးအသုံးချသွားခဲ့တာပဲဖြစ်ပါတယ်ဒီချိန်နဲ့နည်းငယ်ထွက်နေခဲ့တဲ့မာဂူသမားမျိုးမြမြငင်းကိုပါကျော်ပြီးတော့ပေါ်နာအခုလိုပဲလက်လက်ပပအဆုံးသက်သွားခဲ့တာဖြစ်တယ်နော်ဒါကြောင့်မလို့လက်ရှိမှာတော့ဘင်္ဂလားဒေ့ရှ်အသင်းက2ဂိုးဂိုးမိဆိုတဲ့အနေအထားတစ်ခုနဲ့မာအသင်းကိုတော့ဦးဆောင်နေခဲ့ပြီခင်ဗျာစံတော်ရှုံမျောပေးတာလေနနိုးခင်လူချစ်သူပဲလွတ်ထွက်သွားတယ်နနိုးခင်ဂိုးသမားနဲ့တယောက်ချင်းပဲရက်ခောက်တာနနိုးခင်လက်ကမချိုးတာလေโอเคဂိုးသမားကိုဖျက်ချော်ဖို့ကြိုးစားရင်းနဲ့ပဲပြဿနာနဲ့ကြုံတွေ့သွားခဲ့တာပဲဖြစ်ပါတယ်။ဘုံသမားနဲ့တယောက်ချင်းချင်းဆိုင်တွေ့ရတဲ့အနေအထားတစ်ခုကနေမာတဲ့အသုံးချနိုင်ခဲ့ခြင်းတော့မရှိဘူးခင်ဗျာ။စံတော်ရဲ့အကွက်မြင်ပေးပို့မှုကနေလူကျွန်ထောင်ချောက်ကိုဖောက်ထွက်ပြီးတော့မျက်နှိုးခင်ဒီမှာဖျက်ချော်ဖို့ကြိုးစားခဲ့တာပဲဖြစ်တယ်ခင်ဗျာ။ဇူရီယာဦးကန်ပိုးပေးရတယ်။မမအသင်းပဲစမ်းတော်လွတ်လွတ်ကျွတ်ကျွတ်ပဲအိန္ဒိယရဲ့ဝင်လာပြီးစမ်းတော်ဂိုးသမားနဲ့ပြောင်းချင်းပဲချိုးပြီးတယ်ပေးပြီ။ဟိုးပြီခင်ဗျာ။လက်ရှိမှာတော့ပွဲသားချင်း88မိနစ်ရောက်မှဝင်းကပဲကျွန်တော်တို့မြန်မာအသင်းလိုအပ်နေခဲ့တဲ့ချီပါဂိုးတစ်ခုကိုတော့စတင်ပြီးတော့သွင်းလိုက်ပြန်ပြီဖြစ်ပါတယ်။လက်ရှိမှာတော့2ဂိုးတစ်ဂိုးဆိုတဲ့ရလဒ်အနေထားတစ်ခုထွက်နေတဲ့အခြေအနေမှာမြန်မာအသင်းအတွက်လက်ကျန်ပွဲကစားခြင်းကတော့နာကျင်အချိန်ပိုတွေပါတတ်မှတ်မယ်ဆိုလို့ရှိရင်တော့9မိနစ်6မိနစ်ဝန်းကျင်လောက်ပဲလိုအပ်နေတာဖြစ်ပါတယ်ခွင့်ပွဲစဉ်မှာမြန်မာအသင်းအတွက် hat-trick သွင်းပေးထားတဲ့ဝင်းဒီနေ့ပွဲစဉ်မှာလေရန်ခုံကနေထလာပြီးတော့မြန်မာအသင်းအတွက်လိုအပ်နေတဲ့သွင်းကိုတစ်ခုကိုတော့စံတော်ရဲ့ပေးပို့မှုကိုအကောင်းဆုံးပိတ်သွင်းပြီးတော့ရယူပေးခဲ့ပြီပဲဖြစ်ပါတယ်လက်ကျန်ပွဲကစားချိန်တွေမှာကွင်းထဲမှာရှိနေတဲ့မျိုးသမီးအသင်းရဲ့ကစားသမားတွေနဲ့အတူကျွန်တော်တို့ရဲ့ပရိသတ်တွေရဲ့အားပေးမှုကပါတော်တော်လေးကိုအရေးပါတဲ့အနေအထားတစ်ခုကိုရောက်ရှိနေခဲ့ပြီပဲမာရီယာဇူရီယာဦးရှုကန်နေပေးတာလေဘင်္ဂလားဒေ့ရှ်ပဲခေါင်းဦးတွေမြမာသင်းမဲအကစားဝန်သားရှင်ပရိသတ်များခင်ဗျာကျွန်တော်အစီအကံတင်ဆက်နေစဉ်အတွင်းမှာပဲဘင်္ဂလားဒေ့ရှ်အသင်းနဲ့မြန်မာအသင်းတို့ရဲ့ပွဲကစားချိန်ကပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ပွဲပြီးဆုံးတဲ့အချိန်မှာတော့ဘင်္ဂလားဒေ့ရှ်အသင်းက2ဂိုးတဂိုးဆိုတဲ့ရလဒ်နဲ့မြန်မာအသင်းကိုအနိုင်ကစားသွားပါတယ်ဆိုတဲ့အကြောင်းအစီအကံတင်ဆက်ရင်းနဲ့ပဲကျွန်တော်ရဲ့ဒိုင်ထုံးနေမှုကိုဒီမှာပဲရန်နာခွင့်ပြုပါခင်ဗျာအားပေးကြည့်ရှုခဲ့ကြတဲ့ပရိသတ်တယောက်ချင်းတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ